Hello ဆိုတော့အားလုံးဝဲမင်္ဂလာပါ Oh my god ကျွန်တော်ဒီနေ့ကျွန်တော်နာမည်တော့မောင်ကျော်ကြီးပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြီးမှာတော့ Profit ဆိုတဲ့ game ကိုစပြပါမယ် Profit ဆိုတဲ့ game ကဘာ game လဲသိကြလားဟုတ်ပါတယ် Profit game ဆိုတာတော့ Byron နဲ့ Byron ဆိုပြီးတော့ Marine ဆိုပြီးတော့နှစ်မျိုးကြီးဝိုင်းကျွန်တော်အတန်းထဲမောင်းဝိုင်းတော့စွန့်တီးပါထော်တီးပါ Okay ဆိုတော့ကျွန်တော်ဝင်လိုက်ရောနော်ဒီလို Profit ဆိုတဲ့ game ကကျွန်တော်ဆရာကြီးပဲစောက်လို့ရတယ်ဖြစ်တဲ့အတွက်နနုလေးတော့စောက်လို့မရပါဘူး Okay ပါ Okay ဆိုတော့ကျွန်တော်ဒီနေ့ Profit မှာတကယ်ဝိုင်းရှာဖမ်းမှာဖြစ်ပါတယ်ခုဆိုတော့ကျွန်တော် Profit ဆိုတဲ့ game ကိုရောက်လာပြီဖြစ်ပါတယ်အဲ့ဒါကျွန်တော်ဘာနဲ့မိတော့နဲ့မိလိုက်မှန်းတည်ကွာအဲ့ဒါကျွန်တော် Byron နဲ့ Marine နဲ့ရွေးနေမှာအော် Byron Marine မိမှာထင်ပါနဲ့တကယ်တော့ကျွန်တော်လူကောင်းတွေပါကျွန်တော်မမဝိုင်းဖြစ်တဲ့ဆိုကျွန်တော်အနေနဲ့လူကောင်းပဲရွေးမှာဝန်တော့တကယ်နဲ့ဆိုဒါပေမဲ့ကျွန်တော်မနိုင်မိတဲ့အတွက် Byron ဖြစ်သွားပါလေဆိုတော့ထားလိုက်တော့ကျွန်တော်ကိုတော့စေကျွန်တော်ဆရာကြီးဆိုတော့ရောက်ချင်းပဲမင်းတမန်ကောင်းတွေကိုအရင်သွားထိုးပါလေခေဆိုတော့ကျွန်တော်ဒီကိစ္စဘာလို့ထိုးရလဲဆိုရင်တော့ကျွန်တော်တပည့်ဖန်ရမယ်ပေါ့နော်ပထမအကောတပည့်ဖန်ကကျွန်တော်လိုက်ပြီးတော့သူများလို့လိုက်ကြုံရမယ်တော့ဆင်းပါလေโอเคဆိုတော့ကျွန်တော်ဆရာကြီးဆိုတော့နှက်ကောင်တကောင်ပေးထိုးပါပေါ့နော်ဖေးဆိုတော့တောင်းသေးွားပြီးနောက်တစ်ခါအေးစိတ်ပါတွေ့တယ်ကျွန်တော်တော့မောင်ကျော်ဤတက်ကတော့ဒါရတွေ့ဒီပါဆိုတော့ပြီးတော့ကျွန်တော်အဲ့နှက်ကောင်ထိုးပြီးတော့နောက်ထပ်ထပ်ထိုးဝေးပါလေကောင်းကျွန်တော်ဒီခါပို့ပြီးတော့ဆရာကြောက်ရတဲ့တော့ကျွန်တော်ဒီကောင်းတွေကိုတုံးအောင်ပေးထိုးမှဖြစ်ပါတယ်အခုဆိုကျွန်တော်မောင်ကျော်ရက်ဆရာကြီးဖြစ်နေတဲ့တော့တုံးအောင်တော့ကတော့အေးစိတ်နိုင်တယ်ပေါ့နော်ဟာလို့မစောက်တော့တာခေဆိုတော့ကျွန်တော်ဖန်နေရော level မိမှာကျွန်တော်ပြမားလေးကိုတိုက်ပြီးတော့ကျုံးရမှာဖြစ်ပါတယ်ကိုတော့ကျွန်တော်စောင့်ရင်လက်တွေရနေပါပြီစောင့်ရင်ကျုံးရင်နေတော့โอเคဆိုတော့ကျွန်တော်အနေနဲ့ကိုတုံးအောင်တကောင်ပေးထိုးတာမနိုင်မလို့ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်မကြောက်ပါဘူးဘာဖြစ်လို့ဆိုကျွန်တော်ဆရာကြီးမလို့ပါโอเคဆိုတော့ကျွန်တော်တုံးအောင်ထိုးရတော့အားမရလို့ကျွန်တော်၄ကောင်ပေးထပ်ထိုးရပါတော့โอเคဆိုတော့ကျွန်တော်နှက်ကောင်ကိုထိုးလိုက်ရောနော်အဲ့တော့ကျွန်တော် level တက်သွားတယ်ဒါပေမဲ့တော့ကျွန်တော်ဒီခေါင်းရှိရနေပြီပါမက်ရှိရနေပြီတော့ကျွန်တော်နောက် quest PN ဆိုရင်ကျွန်တော်တွားတောင်းနေရောနော်ဒီခေါင်းလည်းကျွန်တော်ကြောက်လို့နေပါမှာ quest ပေးလိုက်ပါလေအဲ့တော့ကျွန်တော်နောက်ထပ်ထပ်ပြီးတော့ထိုးသွားမှာဖြစ်ပါတယ်ခွေဆိုတော့ဒီအကောင့်နဲ့ကျွန်တော်တို့ platform ဆိုတာဆရာကြီးမှဆောက်လို့ရပါဒါကတော့ကျွန်တော်နေနေကျွန်တော်ဆရာကြီးမလို့ကျွန်တော်တော့ကအရန်လွှဲနေမှာကျွန်တော်တို့ဆောက်ဘော်ဒီလာဆောက်မယ်ဆိုရင်နော် platform ကအဲ့လောက်လွှဲနေမှာမဟုတ်ပါဘူးကျွန်တော်တို့ဆရာကြီးတောင်ကျွန်တော်တိတ်မလို့ဖြစ်သွားပါတယ်ဒါပေမဲ့ကျွန်တော် easy ပါဘာဖြစ်လို့ဆိုတော့ကျွန်တော်ဆရာကြီးမလို့ပါโอเคဆိုတော့ကျွန်တော်တို့ဆရာကြီးဖြစ်နေဆိုရင်တော့ level မကောင်းတဲ့ထားဆောက်ကွာမှာဖြစ်ပါတယ်အဲ့လိုမျိုး level မကောက်တဲ့နဲ့ဆောက်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့အမ်ဘာ profit ခါမှာတောင်းဝဲတို့ရမှာဖြစ်ပါတယ်အဲ့အမ်ဘာ profit ခါရဲ့ link ကိုကျွန်တော်ရဲ့ description မှာချပေးတာမှာဖြစ်ပြီးတော့ day drama နဲ့အမ်ဘာ 1D 1လို့ရရှိပြီးတော့ website link ကို join လုပ်ရမှာပဲဖြစ်ပါတယ်โอเคဆိုတော့ကျွန်တော်တို့ဆရာကြီးဖြစ်နေဆိုရင်တော့ကိုချစ်ရှင်အမ်ဘာ 1D 1မှာအကောင့်တွေတောင်းဝဲပြီးအောင်ဆောက်လိုက်ပါတော့ကျွန်တော်တို့အဲ့ဒီအမ်ဘာ 1D 1မှာအကောင့်တွေအပြင်ကျွန်တော်တို့ database တွေမှာရရှိမှာဖြစ်ပါတယ် database တွေမှာဝယ်ယူလို့ရရှိပြီးတော့ကျွန်တော်တို့တခြား brand တွေလည်းရရှိမှာဖြစ်ရဲ brand ဆိုတော့ကျွန်တော်တို့ဆောက်ပေါ်နေတော့မသိပါဘူးကျွန်တော် browser ဆရာကြီးပဲသိရတာအဲ့တော့ဆရာကြီးဖြစ်နေဆိုရင်ကိုချစ်ချင်းအဲ့တောက်လေးလာယူကြောင်းဝယ်မိုးကျွန်တော်တိုက်လို့ကျင့်ပါလေအားလုံးပဲဆရာကြီးဖြစ်နိုင်ကြပါစေ okay ဆိုတော့ကျွန်တော်တို့ကိုကြောင်ညာပြောရဲဆိုတော့ကျွန်တော်ရဲ့မောင်ကျော်ကြီးဆရာကြီးအခန့်ကိုပြန်လဲပတ်ကြည့်လိုက်အောင်ခေဆိုတော့ကျွန်တော်ဒီမှာနားကောက်ထောင်ပေးထုတ်နေရပဲဖြစ်ပါတယ်ဘာဖြစ်လို့ဆိုကျွန်တော်ဆရာကြီးမလို့ပါအားလုံးနဲ့တွေ့ပြီးနေတော့ပဲကျွန်တော်ကဘာဖြစ်လို့လဲဆိုရင်ဆရာကြီးမလို့ပါဘာဖြစ်လို့နားထောက်ပြန်ပြောရဆိုရင်တော့ကျွန်တော်ကဆရာကြီးမလို့ပါဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုမှာဆရာကြီးမြန်ဝိုက်ဆိုရင် sorry ပါ okay ဆိုတော့ကျွန်တော်မောင်ကျော်ကြီးနေနေအားချောင်းနေမှာမဟုတ်ပါကျွန်တော်တကယ်ဆရာကြီးတာဆို TV လိုပဲကြည့်လိုက်ပါကျွန်တော်ဒီမှာငါးကောက်တကောင်ပေးချပါလေအဲ့တော့ကျွန်တော်ချပြောင်းမယ်ငါးကောက်တော့ချီဆိုတော့မောင်ကျော်ရဲ့ဆရာကြီးတို့ဒီငါးကောက်တော့အစ်စင်နိုင်ပါကျွန်တော် skill ဆိုလိုက်ဒါလို့ကျွန်တော်ဆရာကြီးမလို့ပါဒါတော့ကျွန်တော်တနာတို့ကျွန်တော်ပိတ်တည်လိုက်တာဖြစ်ပါတယ်ကျွန်တော်မောင်ကျော်ကြီးနေနဲ့တကယ်တမ်းထုံးမဆိုအိမ်ခိုင်းရောက်တော့တာတင်းနိုင်ပါတယ်ဒါတော့ကျွန်တော်ဒီခေါင်းလေးကိုတဟာလောက်တက်ဖို့တဲ့ရှိအောင်ပိတ်တက်လိုက်တာပါဒါဖြစ်လို့ဆိုကျွန်တော်ဆရာကြီးတို့ပါမင်းနဲ့ကျွန်တော်ဆရာကြီးဖြစ်နေတဲ့အတွက်အဲ့တော့ဒီခေါင်းလေးကိုဆရာကြီးကိုပိတ်တက်ခန့်လိုက်တာပါအဲ့တော့ကျွန်တော်ဒီမှာကြည့်အေးစင်နိုင်ပါတယ်အဲ့တော့ကျွန်တော်ကိုNew Quest ရဝါရွေဖြစ်ပါတယ်ကျွန်တော် New Quest လို့မို့တော့ကျွန်တော်အနေနဲ့မြောက်ကျုံသွားမှာတော့တည်ရပါတယ်အဲ့တော့ကျွန်တော်အနေနဲ့မြောက်ကျုံသွားပြီးတော့ဒီဘက်နေဖန်မှာဖြစ်ပါတယ်ဒီဘက်ဒီဖန်ခင်ကျွန်တော်ပို့ပြီးတော့ဆရာကြပါအောင်တကယ်တမ်းဆိုကျွန်တော်တိုင်ရမ做ပါဘူးဒါမဲ့ကျွန်တော်တင်ထားလိုက်ပါတယ်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်အနေနဲ့တခြားတွေတင်ထားတာကိုမောင်ကျော်ကြီးကမတင်အောင်ဆိုသူတို့1 night 1မှာကြောက်တော့အဲ့တော့ခုကျွန်တော်တခြားကျုံသွားပါမယ် okay ဆိုတော့ကျွန်တော်တခြားကျုံတောင်းကိုကျွန်တော်ဆရာကြီးမျိုးဆို
喂，这是比大美都都来呗。哪儿闹要这种地下变生产阶段，这种历史也没有啊。哎种这种人呢，也估计当年会不会中样来呗？把比如说这种啊，下雨啊 ，OK， 所以说这种人呢，脑子就好多了一包。 2,000 years later. OK， 所以说这种人呢，估脑子就要不越撇吧的，这种脑子就慢咯。对嘛，秒马到对了越撇吧的。OK， 所以说这种秒马到演大赛喏。可以说到这种秒马到体验我同人的你讲哦。他给的吧，而比如说，你讲这种啊，关系就比蛮淡嘛吧，而比如说你讲关系比蛮，你讲有人瞬间会蛮也蛮撇吧。我可以说了，第九嘛，这种人呢，关系比啊，这种理由怎话嘞？而比如说这种人呢，好不的地不的呢，忙着以这种路下一条人呢，关系过傲嘛，他被他的嘛，这种路嘛，他呢，关系比呀，不的那样呢，路的小歪，而比如说这种路下一家咯，啊，新不比包。这差努力得来了，打身边别人的玩嘛，但们这种路忙着一段路，地段特别大的路天嘛嘞。OK， 说了，姑这种人呢，你秒嘛到大么多，关系就来办没。OK， 说了，姑关系比有意思咯。这种路，哎的秒嘛到大么多来办没？这种地嘛秒嘛单的路呢，马上也被批办嘞。这种人呢，那边那些不的多地方抽都不要，这种人呢，那边那些不能地方路，就嘛被批办嘞。这种路下一条怪地方路，周围所以呢，一时一定来嘛嘞，古到这样这种秒嘛单路来得来包的。OK， 说了，地比如啊，忙就业不同种比如说着，这种路那边晚上班的说着，阿龙呢这种比如有那边翻的比如有几样的所以比你嘛叫做，这种一定的比如流，定嘛为越来越批判的，把比如的所以呢，这种人呢，比如都比你嘛叫做，接来的话，的感受这种是样的标，比你爱定义路也嘛为批判的。这种把譬如说下一米路吧 ，OK， 做了这种一定的比如流，展现的所以呢，这种姑舅在哪里？前来的有，完毕哦，杀出来路米，在地完毕我叫哦，可以说了，这些为掉星的单哦，这种把干的，这种土地买，这种路下一条线的，这种定爱不如多嘞，像讲的路，听完嘞，我可以说了，那比如这样变对讲完的，阿龙为办吧。